ကျမရဲ့တငယ်ချင်းတွေထဲမှာအေယာဝတီတိုင်းသူလေးတယောက်ရှိရပေါ့နော်သူ့ရင်သွားတိုင်းသူဒီလိုငပိချက်လေးကိုချက်ကြွေးပါတယ်အဲငပိချက်လေးကိုကျမအရန်ကြိုက်လို့သူ့ကိုချက်နီးလေးမေးလိုက်တယ်ပေါ့နော်သူတို့အေယာဝတီတိုင်းဘက်မှာတော့ငပိချက်ကိုဒီလိုလေးချက်တယ်ဆိုပြီးကျမကလည်းမေးပြီးတော့လိုက်ချက်လိုက်ပါတယ်ရှင်ဒီချက်နီးလေးကိုမျှဝေပေးပါစေနော်အရင်ဆုံးငပိရည်ကျိုးကိုပို့ဆူအောင်တဲလိုက်ပါမယ်ရှင်ငပိရည်ကျိုးလေးရပြီဆိုလို့ရှိရင်တော့စကားလေးနဲ့စစ်လိုက်ပါမယ်ငပိရည်ကျိုးတဲထားတဲ့အချိန်မှာကျမကကျွတ်သွန်အနူလေးပပလှီထားလိုက်မယ်ငုတ်သီးစိမ်းလေးကိုလည်းပပလေးညှက်ထားလိုက်မယ်ပေါ့နော်ကဲအဲ့လိုလေးလုပ်ပြီးတော့ကျမစီတက်ပါတော့မယ်ကျွတ်သွန်အနီလေးကိုအရင်ဆုံးနုံးနေအောင်စီတက်လိုက်မယ်ကျွတ်သွန်အနီလေးနုံးသွားပြီဆိုတော့မှကျမကခုနညှက်ထားတဲ့ငုတ်သီးစိမ်းလေးကိုထည့်လိုက်ပါမယ်ဘိုင်းနာမှာဆိုတဲ့အတွက်ကြောင့်ငုတ်သီးစိမ်းကိုနနာလေးစီတက်ပါမယ်နော်စီတက်လို့ရပြီဆိုလို့ရှိရင်တော့ခုနကကြိုထားတဲ့ငပိရည်လေးကိုထည့်လိုက်ပါမယ်အချိုပုံလေးအနည်းငယ်ထည့်မယ်အခုဆိုလို့ရှိရင်တော့ပေါ့ဆူအောင်တက်လိုက်ပြီဆိုလို့ရှိရင်တော့အေယာဝတီတိုင်းသူတွေချက်တဲ့ငပိချက်လေးရပါပြီရှင်ဒီငပိချက်လေးကိုမမကြီးကတို့စရာဆုံးလေးနဲ့စားမှာပဲဖြစ်ပါတယ်တို့စရာလေးတွေကတော့ကျမကဘူးညွန့်လေးရဲ့မုံညင်းဘူးလေးရဲ့ကစုံရုပ်နီပြုတ်လေးရဲ့နဲ့ပြင်ဆင်ထားပါတယ်ရှင်